ရေလာဖို့တဲ့အမျိုးသားဟာဒီဆိုင်ပိုင်ရှင်ကိုလွန်ခဲ့တဲ့15နှစ်ကလေးကထွက်ပြေးတိမ်းရှောင်နေတဲ့ဝရမ်းပြေးရာဇဝတ်သားတယောက်ဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ရပြီးထိတ်လန့်သွားပါတယ်။ဒါပေမဲ့သူကဆိုင်ပိုင်ရှင်ကိုအရေးအယံမပြချင်တာကြောင့်သူ့ရဲ့တန်တရားကိုအတီးပြုဖို့နီးလန်းတစ်ခုသုံးခဲ့ပါတယ်။သူဟာစင်ဘောကရေပိုက်ကောင်းတစ်ခုကိုယူပြီးဖုန်တွေကိုသူ့အင်ဂျင်နဲ့တုပ်လိုက်ပါတယ်။ပြီးတော့ဆိုင်ပိုင်ရှင်ကိုအဲ့ဒါကိုထုတ်ပိုးခိုင်းလိုက်တယ်။ဘာလို့လဲဆိုတော့ဆိုင်ပိုင်ရှင်သားအဲ့ဒါကိုဂိုင်လိုက်ရင်သူ့ရဲ့လက်ပွေတွေထင်ကျန်ရမှာဖြစ်လို့ပါ။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကအလွန်တတိကြီးသူဖြစ်ပါတယ်။သူကပလတ်စတစ်အိတ်တစ်လုံးကိုယူပြီးအဲ့ဒီရေပိုက်ကောင်းကိုအမျိုးသားကိုပဲကိုယ်တိုင်ထည့်ခိုင်းပါတယ်။အခြေအနေမဟန်တော့တဲ့အမျိုးသားကတခြားရေပိုက်ကောင်းတစ်ခုရဲ့ဈေးကိုထပ်မေးပြီးအာယုံလဲလိုက်ပါတယ်။အဲ့ဒီတစ်ခုက1000ခွဲကျပ်လို့တီးရတဲ့အခါဈေးကြီးတယ်လို့အကြောင်းပြပြီးပြန်တင်လိုက်ပါတယ်။ဆိုင်ပိုင်ရှင်ကတတိလက်လွတ်ဖြစ်သွားပြီးအဲ့ဒီရေပိုက်ကောင်းကိုအိတ်ထဲတိုက်ရိုက်ကောက်ထည့်လိုက်တဲ့အတွက်အမျိုးသားဟာသူ့ရဲ့လက်ပွေကိုအလွယ်တကူရရှိသွားပါတော့တယ်။သူဟာသူ့လုပ်ဖော်ကိုင်ဖက်စီဖုံးဆက်ပြီးလက်ပွေတိုက်စစ်ဖို့ပြောခဲ့ပြီးရဲစခန်းသွားခဲ့ရင်မမျှော်လင့်ပဲအဲ့ဒီရေပိုက်ကောင်းမှာသူ့ရဲ့လက်ပွေရဲ့ပါနေတာကိုတွေ့ရပါတယ်။အဲ့ဒီတော့မှရာဇဝတ်သားရဲ့လက်ပွေတွေဟာအချိန်ကြာလာလို့ပုတ်တိုက်စားမိပြီးချုံးမွေ့နေပြီဆိုတာသူသတိရသွားပါတယ်။ဒါပေမဲ့သူလက်မလျှော့ပဲရာဇဝတ်သားရဲ့အိမ်ကိုသွားပြီးတကားဝမှာထားခဲ့တဲ့အမိုက်အိတ်ကိုယူခဲ့ပါတယ်။ရာဇဝတ်သားကအမိုက်အိတ်ပြောက်သွားတာကိုသတိထားမိပြီးတန်တရားဝင်လာပါတယ်။သူကအရင်ကသတင်းတွေကိုပြန်ကြည့်တဲ့အခါရေလာဖို့တဲ့အမျိုးသားရဲ့မျိုးရိုးနာမည်ဟာလွန်ခဲ့တဲ့15နှစ်ကသူ့ကိုဖမ်းဖို့စူးစမ်းခဲ့တဲ့ရဲရရှိရဲ့နာမည်နဲ့တူနေတာကိုသိလိုက်ရတော့သူရဲတွေရဲ့ပြစ်မှတ်ထားခံနေရပြီဆိုတာနားလည်သွားပါတယ်။အမျိုးသားဟာအမိုက်အိတ်ထဲကစပင်တပင်ကိုရပြီး DNA စစ်ဆေးဖို့ပို့ထားပါတယ်။ဒါပေမဲ့ DNA ရလက်ထွက်မလာခင်မှာသူဟာရာဇဝတ်သားရဲ့အိမ်ကိုရေသွားဖို့အော်ဒါရလိုက်တယ်။သူ့ရဲ့အခြေအနေပေါ်သွားပြီဆိုတာသိပေမဲ့တန်တရားမဝင်အောင်ပုံမှန်တိုင်းရေသွားဖို့ခဲ့ပြီးလုပ်ဖော်ကိုင်ဖက်တွေကိုအကူအညီတောင်းထားပါတယ်။ရာဇဝတ်သားကသူ့နောက်ကိုတနေကုန်လိုက်ချောင်းနေပြီးညဘက်မှာတော့သူ့ကိုတတ်ဖို့အတွက်ဝက်ဦးလက်တစ်ခုကိုကင်ကအမျိုးသားရဲ့အိမ်တကားကိုခောက်လိုက်ပါတယ်။ဒါပေမဲ့တကားဖွင့်လာသူကအဲ့ဒီမျိုးသားမဟုတ်တာကိုသိလိုက်ရတဲ့အချိန်မှာရာဇဝတ်သားဟာတခုခုမှနေပြီဆိုတာသိပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရဲတွေကအောက်ထပ်မှာအတင်းဆောင်နေပြီးဝိုင်းထားလိုက်ပါပြီ။ဒီလိုနဲ့15နှစ်ကြာထွက်ပြေးခဲ့ရတဲ့ဝရမ်းပြေးဘဝဟာအဆုံးသတ်သွားပြီးရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်